ရွှေကာကျိုးစုံတဲ့ညာချမ်းတဲ့ခံွယ်ကိုရာရှင်နဲ့ပြိုင်လွန်မှုနေစေဟော၍စွာပင်ပြုံးစားလူခပြာကလိုက်နာရှဲတို့မြကုံးရဲ့ရောင်စင်ခုနှစ်တွဲဆိုးစီတွေနဲ့ခုနှစ်လွာတိုင်အောင်ထဆင်ချေသာသူကြမိသလိုပဲခုနှစ်ကြိမ်ခုနှစ်လီလဲကြည့်မိသူခုနှစ်လီခုနှစ်ကြိမ်မှတိုင်းပြောလိုက်ရလာပါရောင်မျိုးစုံတဲ့နေရဲ့စွမ်းအင်ကြောင့်လိမ္မောညူဝါစင်ကွဲသွားပြီမဲ့ပင်ကိုရင်သူလေးညို့နှုတ်ခမ်းကြည်လင်ဆိုစီရှင်လဲမြဝန်းရဲ့ရောင်စင်ခုနှစ်သွဲဆိုးစီတွေနဲ့ခန္ဓာကိုယ်ပေါ်ချေမသာဒီရဲနာမရလာခုနှစ်ချိန်ခုနှစ်လီလဲကြည့်မိသူခုနှစ်လီခုနှစ်ချိန်ပြန်စဉ်းစားကြည့်မိတယ်လိမ္မော်နီပြရောင်စုံတွေမတော်